ရောက်နေအောင်ဒီအာသာဒီရဲဝစုံသားနေနိုင်ငံပိုင်ရဲ့အတော်တွေစောင့်ကြကြမယ်လေကံတဲ့တော့တဲ့ဖွဲဝင်ွယ်မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းဟာ1260ရေမိုင်ရှည်လျားပြီးကျွန်းပေါင်း1400ကျော်ရှိကရေပေါ်ရေအောက်အဖိုးတန်တယံဇာတများပင်လယ်ကမ်းရိုးတန်းတဘာဝအလှတရားများစွာတို့ဖြင့်ပြည့်နှက်လျက်ရှိပါတယ်စတုရန်ရေမိုင်3,440,000ကျော်ကျယ်ဝန်းတဲ့မြမပင်လယ်ပြင်မှာကောင်းမွန်တဲ့အန်နဝါဂေဟစနစ်နဲ့အတူများပြားလှတဲ့အန်နဝါဇီဝမျိုးစိတ်တွေပင်လယ်ငါးဖမ်းလုပ်ငန်းရေချောင်းကုန်သွယ်ရေးပင်လယ်ရေချောင်းတည်ယူပို့ဆောင်ရေးပလဲမွေးမြူရေးကမ်းလွန်တဘာဝဓာတ်ငွေထုတ်လုပ်ရေးနဲ့ပင်လယ်ရေချောင်းတယံဇာတထုတ်ယူရေးစတဲ့အရေးပါတဲ့လုပ်ငန်းတွေတည်ရှိပါဝင်ကြပါတယ်ဒါကြောင့်မြန်မာနိုင်ငံဟာကမ္ဘာအကြီးဆုံးသောပင်လယ်အော်ကြီးဖြစ်တဲ့ဘင်္ဂလားပင်လယ်အော်ရဲ့အရှေ့မြောက်ဘက်နဲ့ကပ်ပလီပင်လယ်ရဲ့မြောက်ပိုင်းတွင်တည်ရှိပြီးရှေးလျားသောကမ်းရိုးတန်းတဘာဝစိတ်ကမ်းကောင်းများနဲ့ကျွယ်ဝသောပင်လယ်ပြင်တယံဇာတတို့ပါဝင်နေတဲ့ပင်လယ်ရေချောင်းအမွေနှစ်ကြီးတစ်ခုကိုရရှိပိုင်ဆိုင်ထားခြင်းလည်းဖြစ်ပါတယ်မြမရေချောင်းအကျိုးစီးပွားဆိုင်ရာတမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်ကုန်းမောင်ခေဦးဖြစ်တဲ့ AD 12ရာစုကနေ18ရာစုအတွင်းမှာစတင်ကရခိုင်အင်းဝဟန်တာဝတီနဲ့တနင်္သာရီဒေသရှိမြို့ရွာများဟာရေချောင်းကုန်သွယ်မှုဖြင့်စီကားလာခဲ့ပြီးတန်တွဲတန်လျင်မုဒ္ဓမဖအံတနင်္သာရီစတဲ့စိတ်ကမ်းများဟာအရှေ့တိုင်းနဲ့အနောက်တိုင်းကြားအရေးပါသောကုန်သွယ်ရေးဗဟိုဌာနများအဖြစ်ထင်ရှားခဲ့ပါတယ်ကိုလိုနီခေတ်မှာတော့အင်္ဂလိပ်တို့ဟာမြမစံတစ်ရေနံနဲ့ကြောက်မြတ်ရတနာများကိုလဝကြီးအုပ်ရယူကာစီးပွားဖြစ်ထုတ်လုပ်ရန်အတွက်ပင်လယ်ရေချောင်းကိုအဓိကအသုံးပြုခဲ့ကြပါတယ်။တစ်ချိန်ကမြန်မာနိုင်ငံဟာကမ္ဘာစံစည်းခွက်ရဲ့အဓိကတင်ပို့ရာနေရာဖြစ်လာခဲ့တဲ့အတွက်အရှေ့တိုင်းမှာစံအို Rice Bowl of the East ဖြစ်လူသိများခဲ့ပါတယ်။မြန်မာနိုင်ငံဟာ1988ခုနှစ်နောက်ပိုင်းမှာဈေးကွက်စီးပွားရေးစနစ်သို့ကူးပြောင်းပြီးနောက်မြန်မာပင်လယ်ရေချောင်းအကျိုးစီးပွားသမိုင်းဟာဒေသဆိုင်ရာကုန်သွယ်မှုမှကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုစနစ်ရဲ့အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ်ပြောင်းလဲတိုးတက်လာခဲ့ပါတယ်။ရှေးခေတ်ကတည်းကတဘာဝစိတ်ကမ်းကောင်းများနဲ့ဘို့အချက်ချာကြမှုဟာမြန်မာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကတော့ချက်ဖြစ်ခဲ့ပြီးယနေ့အချိန်ခါမှာလည်းနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့စွမ်းအင်ဖူလုံရေးအတွက်မရှိမဖြစ်အရေးပါလျက်ရှိပါတယ်။ကမ်းရိုးတန်းနိုင်ငံတစ်ခုအတွက်ရေချောင်းနိုင်ငံအဖြစ်ပြည်ပြင်းစွာရပ်တည်နိုင်ရန်ရေချောင်းသယံဇာတတွေကိုထိရောက်စွာရေရှည်အသုံးချနိုင်ရေးဟာအလွန်အရေးကြီးပါတယ်။ဒီလိုအဖိုးတန်တဲ့ပင်လယ်ရေချောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွားများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနဲ့မြမပင်လယ်ရေချောင်းပတ်ဝန်းကျင်တစ်ရပ်လုံးကိုအဖက်ဖက်ကစနစ်တကျကောင်းမွန်စွာထိန်းသိမ်းထားနိုင်စေဖို့အတွက်ရည်ရွယ်ပြီး2021ခုနှစ်အောက်တိုဘာလ6ရက်မှာမြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ကိုနိုင်ငံတော်အကြီးအကဲနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကရန်ကုန်တိုင်းဒေသကြီးတန်လင်းမြို့နယ်မှာစတင်ဖွဲ့စည်းတည်ထောင်ပေးခဲ့ပါတယ်။အခြားနိုင်ငံတကာကမ်းခြေဆောင်တပ်ဖွဲ့များနည်းတူနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့စီရင်ပိုင်ခွင့်ကိုနိုင်ငံတော်ရဲ့ရေပြင်နယ်နိမိတ်အတွင်းမှာ
သက်ဆိုင်ရာရေချောင်းစုံအသီးသီးအလိုက်နိုင်ငံတကာစံနှုန်းများနဲ့အညီကျင့်သုံးနိုင်ရေးအရေးပါတဲ့ပင်လယ်ရေချောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွားတွေကိုစောင့်ရှောက်ကာကွယ်ရေးရေချောင်းတရားဥပဒေစိုးမိုးရေးပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးလူသားချင်းစာနာအကူအညီပေးရေးနဲ့ပင်လယ်ရေချောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးတို့အတွက်ရည်ရွယ်ပြီးမြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကိုဖွဲ့စည်းထူထောင်ပေးခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အတွက်နိုင်ငံတော်အကြီးအကဲကချမှတ်ပေးခဲ့တဲ့မျှော်မှန်းချက်အမြင်ကတော့နိုင်ငံတော်၏ပင်လယ်ရေကြောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွားနဲ့အဏ္ဍဝါပတ်ဝန်းကျင်ဆိုင်ရာဘေးကင်းလုံခြုံရေးတရားဥပဒေစိုးမိုးရေးတို့အတွက်ပင်မကမ်းခြေကမ်းရိုးတန်းမှတည်တံ့စီးပွားရေးဇုံအထိရေပြင်ဝေဟင်နှစ်ရက်လုံးမှကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်းရှိတဲ့အရေးချင်းပြေဝသောကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာစေရမယ်ဖြစ်ပါတယ်။မျက်မှောက်ကာလမှာနိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားလုပ်ငန်းတွေဖြစ်တဲ့ပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်ရေးကမ်းလွန်တယံဇာတတူဖော်ရေးပင်လယ်ရေကြောင်းသိပ္ပံဆိုင်ရာသုတေသနပြုလုပ်ရေးတို့ကိုတိုးတက်ဖော်ဆောင်လျက်ရှိပါတယ်။ပင်လယ်ရေကြောင်းဆိုင်ရာအကျိုးစီးပွားများကိုအထောက်အကူပြုဖို့လိုအပ်လာတဲ့အခြေအနေမှာမြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကိုနိုင်ငံတော်ရဲ့အတွင်းပိုင်းရေပြင်ကနေတည်တံ့စီးပွားရေးဇုံအထိရေပြင်နယ်နိမိတ်အတွင်းတရားဥပဒေစိုးမိုးရေးအတွက်အရက်ဖက်ရေကြောင်းအေဂျင်စီများအားလုံးရဲ့စုံချက်ဌာနFocal Department အဖြစ်ထားရှိဆောင်ရွက်နိုင်ရန်အတွက်လည်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရကကမ်းခြေစောင့်တပ်ဖွဲ့ကိုရည်မှန်းချက်တာဝန်တွေတိတိကျကျချမှတ်ပေးအပ်ထားခဲ့ပါတယ်။ပေးအပ်ထားတဲ့ရည်မှန်းချက်တာဝန်များအရကမ်းခြေစောင့်တပ်ဖွဲ့ဟာနိုင်ငံတော်ရဲ့ပင်လယ်ရေကြောင်းနယ်နိမိတ်ထိန်းချုပ်ရေးမူရစ်စေဝါတည်ဆောင်ရောင်းဝယ်မှုတားဆီးနှိမ်နင်းရေးတရားမဝင်ကုန်ပစ္စည်းနဲ့အကောက်ခွန်မဲ့ကုန်ပစ္စည်းတည်ဆောင်ရောင်းဝယ်မှုတားဆီးနှိမ်နင်းရေးတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုတားဆီးကာကွယ်ရေးတရားမဝင်ငါးဖမ်းဆီးမှုတားဆီးကာကွယ်ရေးနိုင်ငံခြားကုန်တင်ရေရင်ကြီးများဘေးကင်းလုံခြုံရေးနဲ့ရေချောင်းတရားဥပဒေစိုးမိုးရေးပင်လယ်ပြင်ရှာဖွေကယ်ဆယ်ရေးနဲ့လူသားချင်းစာနာအကူအညီပေးရေးရေချောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနိုင်ငံတကာနဲ့ဒေသတွင်းကမ်းခြေစောင့်တပ်ဖွဲ့များနဲ့စစ်ရေးနဲ့မသက်ဆိုင်သောပင်လယ်ရေချောင်းဆိုင်ရာကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေးအဏ္ဏဝါညဉ့်ညမ်းမှုထိန်းချုပ်ရေးနဲ့စီယိုဖိမှုတုံ့ပြန်ရေးစတဲ့တာဝန်များကိုထမ်းဆောင်နေပြီဖြစ်ပါတယ်။ဒါအပြင်တပ်မတော်ရင်းနဲ့ပူးပေါင်းပြီးအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးအတွက်ကြာရတာဝန်ကိုဦးလည်မတုံထမ်းဆောင်လျက်ရှိပါတယ်။မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့နှစ်နှစ်မြောက်တပ်နှစ်ပတ်လည်နေ့အခမ်းအနားမှာနိုင်ငံတော်အကြီးအကဲကတပ်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေမူကြမ်းကိုပြုစုရေးဆွဲဖို့အတွက်လမ်းညွှန်ချက်ချမှတ်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကိုမြန်မာပင်လယ်ပြင်တွင်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာထိရောက်မှုတရားမျှတမှုလုံခြုံမှုအကာအကွယ်ပေးမှုနဲ့လက်တွေ့ကျင့်သုံးနိုင်မှုတွေပါဝင်အောင်ပြည်တွင်းပြည်ပဥပဒေပညာရှင်များကျွမ်းကျင်သူများနဲ့အဆင့်ဆင့်ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။2025ခုနှစ်ဇူလိုင်လ18ရက်မှာမြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကိုနိုင်ငံတော်အစိုးရကအတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ဒါကြောင့်ဒီဥပဒေဟာမြန်မာနိုင်ငံရဲ့ပင်လယ်ရေကြောင်းဆိုင်ရာရန်တရားတစ်ခုလုံးအတွက်ပုံမှန်ကောင်းမွန်တဲ့ဥပဒေလုံထုံးလုံနည်းများနဲ့အညီခိုင်မာစွာစနစ်တကျလှုပ်ဆောင်နိုင်စေဖို့အထောက်အပံ့ကောင်းတစ်ခုအဖြစ်ပေါ်ထွန်းလာခြင်းပဲဖြစ်ပါတယ်နိုင်ငံတော်အတွင်းရေကြောင်းအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ရေကြောင်းဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးတို့အနေဖြင့်မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနဲ့တည်ဆဲရေကြောင်းဥပဒေများအတိုင်းရေကြောင်းဆိုင်ရာစီမင်းစည်းကမ်းများနဲ့အညီလိုက်နာဆောင်ရွက်စေခြင်းဖြင့်နိုင်ငံတော်ရဲ့ရေကြောင်းအကျိုးစီးပွားပိုမိုဖွံ့ဖြိုးတိုးတက်လာစေမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဟာနိုင်ငံတော်ကပေးအပ်ထားတဲ့ရည်မှန်းချက်တာဝန်တွေကိုထမ်းဆောင်ရမှာရေကြောင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီတစ်ခုအဖြစ်တော်၎င်း
ပင်လယ်ရေကြောင်းအမျိုးသားအကျိုးစီးပွားများကိုထိမ့်သိမ်းကာကွယ်စောင့်ရှောက်တဲ့အဖွဲ့အစည်းတစ်ခုအဖြစ်တော်၎င်းနိုင်ငံတကာနဲ့ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေးအတွက်အပြူရောင်ကိုယ်တဲ့တန်တမန် White Hat Diplomat များအဖြစ်တော်၎င်းရေကြောင်းဆိုင်ရာပြည်သူအကျိုးစီးပွားတွေထမ်းဆောင်သွားမယ်ပြည်သူအကျိုးပြုတပ်ဖွဲ့ Civilian Oriented Troop တစ်ခုဖြစ်တော်၎င်းယက်တီကတာဝန်ကျေပြွန်စွာထမ်းဆောင်သွားနိုင်မှုအမြဲကြိုးပမ်းတည်ဆောက်လျက်ရှိပါတယ်မြန်မာနိုင်ငံကမ်းခြေဆောင်တပ်ဖွဲ့ဝင်များဟာလေဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံနေပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာမှာကြာရာကဏ္ဍကနေတာဝန်ကျေပြွန်အောင်ထမ်းဆောင်သွားမှာဖြစ်ပြီးမြန်မာပြည်သူများအတွက်ပုံမူအေးချမ်းသာယာသောပုံမူကြွယ်ဝသောပုံမူထုတ်လုပ်နိုင်သောဘေးကင်းလုံခြုံတဲ့ပင်လယ်ပြင်ကိုလက်ဆင့်ကမ်းအမွေပေးနိုင်စေရေးမစုံမနစ်သောဇွဲလုံးလာနဲ့ဂျိုးပန်းဆောင်ရွက်လျက်ရှိပါကြောင်းစီစဉ်တင်ဆက်လိုက်ရပါတယ်